တူမဟာဝင်းနာဖဲမျိုးစားကြီးရဲ့တမီးတော်အာယာစတက်တယောက်ဖြစ်ပါတယ်တေချောင်းပြန်အခက်ခဲပေါင်းစုံကိုကြော်ဖြတ်ပြီးကိုယ့်အိမ်ကိုအရောက်ပြန်လာခဲ့ပေမဲ့မြို့တကားဝဲရောက်တော့မှကိုမျိုးဆောင်တွေရဲ့တားဆီးခြင်းကိုခံလိုက်ရပါတယ်ဟေ့ကောင်မလေးဘာလိုက်လောက်တာလဲဘယ်သွားမလို့လဲအာယာဟာမြို့တကားဝကိုကြည့်ပြီးတည်ငြိမ်စွာနဲ့ပြန်ဖြေလိုက်ပါတယ်ဒါငါအိမ်လေးဒါပေမဲ့မျိုးဆောင်တွေကတော့သူမကိုအိမ်ကျင်းမဲ့လမ်းဘေးကောင်မလေးတယောက်လိုပဲထင်ပြီးနှင်ထုတ်ဖို့စူးစမ်းခဲ့ကြပါတယ်အာယာလည်းအခြားနဲ့လည်းမရှိတော့ပါနဲ့သူမရဲ့နမီရင်းကိုထုတ်ပြောလိုက်ရပါတယ်ငါကအာယာစတက်ပါသားဒါငါအိမ်ဒါပေမဲ့လူတိုင်းရဲ့စိတ်ထဲမှာတော့အာယာစတက်ဆိုတာတည်ဆုံးသွားခဲ့တာကြားလာပြီလို့ပဲထိမ့်သိမ့်မသားထားကြတာပါအာယာကသူမဘသူဘွားလဲဆိုတာတက်တည်ပြနိုင်မဲ့ဆရာကြီးလူဝင်ဒါမှမဟုတ်စာရိုတွေတို့ကိုတွားခေါ်ပေးဖို့မျိုးဆောင်တွေကိုပြောခဲ့ပေမဲ့သူမမသိခဲ့တာကတော့သူမကိုတီကျွမ်းပြီးတက်တည်ပြပေးနိုင်မဲ့သူတွေဟာအသက်ရှင်မရှိကြတော့ပါဘူးအဲ့ဒီနောက်သူမကဂျွန်စနိုးကိုတွားခေါ်ပေးဖို့ပြောလိုက်ပြန်ပါတယ်မျိုးဆောင်တွေကမြောက်ပိုင်းရဲ့ဘရင်ဖြစ်တဲ့ဂျွန်စနိုးဟာမိုင်ပေါင်းထောင်ချီဝေးတဲ့နေရာရောက်နေပြီးအခုအချိန်ဝင်းနာဖဲကိုအုပ်ချုပ်နေတာကတခင်မဆက်တက်ဖြစ်တယ်လို့ပြန်ပြောပြခဲ့ပါတယ်ဒါနဲ့အာယာကချက်ချင်းပဲဘယ်တခင်မဆက်တက်လဲဆိုပြီးမေးလိုက်ပါတယ်သူမသမီးနှစ်ယောက်ရှိတာအခုကြီးစိုးနေတာကမကြီးလေနင်ကသူ့ညီမမဟုတ်ဘူးမလားဒီလိုခီးပန်းလာတဲ့ကောင်မလေးဟာစန်းစာဆက်တက်ရဲ့ညီမဖြစ်အဟန်ဆောင်နေတာလို့မျိုးဆောင်တွေကအခိုင်အမာယုံကြည်နေကြဆဲပါအာယာလဲဆက်ပြီးအငင်းပွားမနေတော့ပါဘူးသူမဟာမျိုးဆောင်တွေကိုစိုက်ကြည့်ပြီးအေးဆေးစွာပဲတတိပေးလိုက်ပါတယ်သူတို့သဘောတူသည်ဖြစ်စေမတူသည်ဖြစ်စေသူမကတော့ရဲတိုက်ထဲကိုဝင်มาပဲဖြစ်ကြောင်းရဲတိုက်ထဲရောက်သွားလို့သူမဟာရုပ်ဖြတ်ထားတဲ့သူခိုးဆိုရင်လဲကြာကြာအသက်ရှင်မှာမဟုတ်ကြောင်းဒါပေမဲ့သူမဟာအာယာစတက်အစ်စ်ဖြစ်နေပြီးစန်းစာကဒီအကြောင်းကိုသိသွားခဲ့ရင်တော့ပြစ်ပယ်ထားခဲ့တဲ့မျိုးဆောင်နှစ်ယောက်ရဲ့အဖြစ်ကတတ်တာမှာမဟုတ်ကြောင်းတတိပေးလိုက်ပါတယ်ဒီတော့မှမျိုးဆောင်နှစ်ယောက်လည်းပြပြတလဲပြရခတ်သွားခဲ့ပါတယ်သူတို့ကအာယာကိုဒီမှာပဲခဏထိုင်ဆောင်နေဖို့ပြောပြီးဘသူကသတင်းသွားဖို့ရမလဲဆိုတာတိုင်ပင်ဖို့အနောက်လဲလိုက်ကြပါတယ်ဒါပေမဲ့ပြန်လှည့်ကြည့်လိုက်တဲ့အချိန်မှာတော့ကောင်မလေးဟာပျောက်ကွယ်သွားခဲ့ပါပြီမျက်နှာမရှိတဲ့လူသက်သမားမဖြစ်လာခင်ကတည်းကအာယာဟာဝင်းနာဖဲရဲ့စိမ်းအောင်ဆိုလန်းကြိုလန်းကြားနဲ့ထောင်တိုင်းမှာကြီးပြင်းခဲ့တာဆိုတာကိုသူတို့မသိခဲ့ကြပါဘူးဒီနေရာဟာတစ်ချိန်ကသူမရဲ့အိမ်ဖြစ်ခဲ့တယ်လို့အခုလဲသူမဟာကိုယ့်အိမ်ကိုပြန်လာခဲ့တာဖြစ်ပါတယ်